ရဲ့အခင်းဆုံးအယွန်ကြီးအားဆုံးလို့ထင်ထားတဲ့မိတ်ဆွေတယောက်ကနောက်ကျိုးကိုဓာတ်နဲ့ထိုးသွားလို့အကြီးကျယ်တုံ့လောက်သွားခဲ့ဘူးပါသလားဒါမှမဟုတ်လုပ်ငန်းခွင်မှာကိုမျောလင်းထားသလားအားကုလို့မရလို့စိတ်ပြတ်ထည့်ရဘူးလားဒီလိုဖြစ်တည်တာတော်တော်လေးကိုခံရခက်တယ်ဆိုတာနားလေပါတယ်ဒါပေမဲ့စိတ်မပူပါနဲ့ဒီနေ့ပြောပြပေးမယ့်အကြောင်းအရာကဒီလိုစိတ်ညစ်စရာအခြေအနေတွေကိုကိုယ့်အတွက်အခွင့်အလမ်းကောင်းတစ်ခုဖြစ်ဘယ်လိုပြောင်းလဲရမလဲဆိုတဲ့နည်းလမ်းကိုရှင်းပြပေးပါမှာပါဟုတ်ပြီပထမဆုံးအနေနဲ့ဒီလိုနာကျင်ရတဲ့ခံစားချက်ရဲ့အရင်းမြစ်ကဘယ်ရလာတယ်လဲဆိုတာကိုအရင်လေးလာကြည့်ကြရအောင်လုပ်ငန်းခွင်မှာရောပေါင်းနဲ့ဆက်ဆံရေးမှာအဖြစ်များတဲ့မိတ်ဆွေတွေရဲ့သစ္စာဖောက်ခြင်းအကြောင်းကိုအရင်ဆုံးဆွေးနွေးကြည့်ကြတာကိုဒါကလူတဘာဝပါပဲအားငယ်တဲ့အခါအခက်ခဲကြုံတဲ့အခါကိုနဲ့အရင်နှီးဆုံးမိတ်ဆွေတွေကိုပဲအားကိုးချင်ကြတာပေါ့သူတို့ကကိုယ့်ထက်အကာအကွယ်ပေးမဲ့အားအကိုရဆုံးသူဒီလို့စိတ်ထဲမှာအလူလိုကိုယုံကြည်ထားတတ်ကြတယ်ဒါပေမဲ့အမှန်တကယ်တော့အဲ့ဒီယုံကြည်မှုမှာပဲအန်တရယ်ကကိန်းကောင်းညစ်ကြပါတယ်ဟုတ်ပါတယ်အရင်အမေချမ်းဒီအရာဆိုရင်မိတ်ဆွေဖွဲ့ချင်းမှာဝတ်ထားတဲ့အန်တရယ်တွေရှိနေတယ်လို့ဆိုပါတယ်မိတ်ဆွေတွေဟာမနာလိုဝင်တူစိတ်ထိလွယ်တတ်ပြီးလို့သူတို့ရဲ့ယဉ်နီးကျွမ်းဝင်မှုကြောင့်ပဲမထင်မှတ်ပဲသစ္စာဖောက်သွားနိုင်ချေအရှိဆုံးသူတွေဖိနေတတ်တယ်လို့ဆိုပါတယ်ကောင်းပြီဒါဆိုရင်မိတ်ဆွေကဘာကြောင့်ဒီလောက်တောင်အန်တရယ်များနိုင်ရတာလဲအထည်ကတော့ယဉ်နီးကျွမ်းဝင်မှုဆိုတဲ့အထဲမှာပဲရှိနေပါတယ်အခုဒီယဉ်နီးမိုးကနေဘလို့အန်တရယ်ဖြစ်ပေါ်လာနိုင်လဲဆိုတော့ကိုဆက်ပြီးလေ့လာကြည့်ကြပါမယ်ဆိုလိုတာကများသောအားဖြင့်ကိုကသူမြင့်ချင်းတွေစီကရိုးသားမှုတစ္ဆာရှိမှုကိုမျှော်လင့်ထားပေမဲ့လက်တွေ့မှာတော့သူတို့ဟာပฏิပတ်ခတ်ကိုရှောင်ရှားဖို့အတွက်အလွယ်တကူပဲခေါင်းညိတ်တက်ကြတယ်။ပေါင်တင်ဆက်ဆံရေးဆိုရင်ယဉ်ကျေးမှုကလန့်လန့်ကရင်နောက်ွယ်မှာသူတို့ရဲ့ခန်းစားချက်အစစ်အမှန်တွေကိုဖုံးကွယ်ထားတတ်ကြတာမျိုးပေါ့။အထူးသဖြင့်လုံကန်းငွေမှာဆိုရင်ဒီပြဿနာကပိုပြီးတော့တည်တာပါတယ်။မိတ်ဆွေဖြစ်နေတာကြောင့်အကူကြီးတေးသေးမမတောင်းတာတဲ့နေစားပြီ။နောက်ဆုံးမှတယောက်နဲ့တယောက်အပေးယူတွက်ချက်လာတဲ့အဆင့်ကိုရောက်လာတတ်တယ်။ဒါဟာဆက်ဆံရေးကိုရောလုပ်ငန်းဆောင်တာကိုပါဆိုးဆိုးရွားရွားထိခိုက်စေနိုင်ပါတယ်။ဒါကြောင့်အဓိကကျတဲ့ချက်ကတော့ပေါင်းတင်ဆက်ဆံရေးနဲ့လုပ်ငန်းခွင်ကိုတည်တံ့ခွဲခြားထားဖို့ပါပဲ။မိတ်ဆွေဖြစ်နေတာကြောင့်ကိုယ့်ရဲ့လောက်ပိုင်ခွင့်အာဏာနဲ့အရေးချင်းအပေါ်မှာအယောပေးလဲရောတာမျိုးမဖြစ်တဲ့ကိုဆိုတာဖို့ဒီအဆိုကအလေးပေးဖော်ပြနေတာပါ။ကဲအခုနငါပြောခဲ့ပြဿနာတွေအားလုံးအထက်ထင်မှတ်မထားတဲ့ဖြေရှင်းချက်တစ်ခုကိုတင်ဆက်ပေးပါတော့မယ်။ဒါကတော့အများစုကရှောင်ဖက်ခြင်းတဲ့ဒါပေမဲ့အင်မတန်အစွမ်းထက်တဲ့နီလန်းချစ်တဲ့ရန်သူကိုအတုံးချက်ချင်းနေရာမှာပဲဖြစ်ပါတယ်။ဒီအမရဲ့အဓိကချက်ကရှင်းလေးပါ။ရန်သူဟောင်းတယောက်ဟာသူ့ရဲ့တစ္ဆာရှိမှုကိုတတ်သိပြဖို့အသေးအံစူးစမ်းမှဖြစ်တဲ့အတွက်သူ့ကိုအထင်သေးတန်ဖိုးမထားတဲ့မစ်ဆွေတယောက်ထက်ပိုပြီးယုံကြည်အားကိုးရနိုင်တယ်ဆိုတာပါပဲ။ဒါဟာလူတဘာဝကိုနားလည်ထားတဲ့မဟာဗျူဟာရမြောက်အတွေ့အခေါ်တစ်ခုပါ။ဒီအဆိုမှဘာလို့ဆိုလို့တလဲဆိုတော့ရန်သူတယောက်ဟာကိုကျူးမဖော်ရသေးတဲ့ရွှေတွင်းတစ်ခုနဲ့တူတယ်လို့ပြောတာပါ။သူ့မှာကိုယ့်ကိုအကျိုးပြုနိုင်တဲ့အရေးချင်းနဲ့အဆက်တွဲလေးဒါမှမဟုတ်တက်တည်ပြောလူစီဆိုတဲ့တွင်အားကောင်းနေရှိနေနိုင်နေဆိုတဲ့သဘောပါပဲကဲဒီညမှာဟာလက်တွေဘဝမှာတကယ်ပဲအတုံးဝင်ရဲ့လားဆိုတော့ကိုတက်တည်ပြနိုင်မဲ့စိတ်ဝင်စားစရာကောင်းတဲ့သမိုင်းဝင်ဖြစ်တဲ့တခုကိုလေ့လာကြည့်ကြအောင်မဇက်လန်ကတော့1800ခုနှစ်ပြင်သစ်နိုင်ငံမှာပါအထူးဇက်ကောင်တွေကတော့နပိုလီယံရဲ့နိုင်ငံခြားရေးဝန်ကြီးတယ်လီဟွန်စ်ထောက်လန်းရေးချုပ်ဖူးရှဲနဲ့အီဂရနပိုလီယံတို့ပါပဲအထူးသဖြင့်ဖူးရှဲဟာတချင်းကတယ်လီဟွန်ကိုလှုပ်ကြံတဲ့ဖြစ်ဖို့ကြိုးစားခဲ့မှုတဲ့ရန်သူလိုကြီးဖြစ်ပါတယ်။အဲဒီအချိန်မှာနပိုလီယံကိုပုံကန်ဖို့တဲ့တယ်လီဟွန်ကကြံရပါရှာတဲ့ခါမှာအန်အားတင်စရာကောင်းလောက်အောင်ပဲသူ့ရဲ့မိတ်ဆွေတွေကိုမရွေးပဲသူ့ကိုတတ်ဖို့ကြိုးစားခဲ့မှုတဲ့ရန်သူတော်ကြီးဖူးရှဲကိုပဲရွေးချယ်ခဲ့ပါတယ်။ဒါဟာအင်မတန်အန်ဒီအမြောင်ဒီမဟာဗျူဟာရမြောက်တဲ့ရွေးချယ်မှုတစ်ခုပါပဲ။ဘာကြောင့်မှအဲ့လိုရွေးချယ်ခဲ့တာလဲဆိုတော့သူတို့နှစ်ယောက်ချာကပုဂ္ဂိုလ်ရေးမုံတီးမှုတွေကိုကြော်လွှမ်းနိုင်လောက်အောင်အားကောင်းတဲ့ဘုံကြီးမှန်ချက်တစ်ခုရှိနေလို့ပါပဲအဲ့ဒါကတော့နပိုလီယံရဲ့အုပ်ချုပ်မှုအောက်ကနေပြင်သစ်နိုင်ငံကိုကယ်တင်လို့တဲ့စန္ဒချင်းထပ်တူကြနေတာကြောင့်ပါပဲဒီမဟာမိတ်ဖွဲ့မှုရဲ့ရလကဘာဖြစ်ခဲ့လဲဆိုတော့သူတို့ရဲ့ကြံစည်မှုကတော့မောင်းမြင်ခဲ့ပါဘူးဒါပေမဲ့ဒီဖြစ်ရဟာနပိုလီယံရဲ့ကြာဆုံးကန်အတွက်အစာပြိုပေးခဲ့တယ်လို့ရန်သူနှစ်ယောက်ကြားကဆက်ဆံရေးကိုလည်းအရင်ကထအမလားကြီးပို့ပြီးခိုင်မာပါစေခဲ့တယ်ပန်းလိုင်ကိုမရောက်ခဲ့ပေမဲ့မဟာဗျူဟာမြောက်အောင်ပွဲတစ်ခုလို့ပြောလို့ရပါတယ်။ကဲဒီစိတ်ဝင်စားစရာအကောင်းတဲ့သမိုင်းဖြစ်ရက်နဲ့အထူးကနေ့မှာတည်နေပြီးတော့ကိုယ်ရဲ့နေ့စဉ်ဘဝမှာလက်တွေ့ကြကြအသုံးချနိုင်မဲ့သင်ခန်းစာတွေကိုအနှစ်ချုပ်ပြီးလေ့လာကြည့်ကြရအောင်ပါ။ဒီနေရာမှာကိုလက်တွေ့အသုံးချဖို့အတွက်ပထမဆုံးအချက်ကတော့မိတ်ဆွေတွေနဲ့ပတ်သက်ရင်တတိထားပါ။ယင်းဤကျွမ်းဝင်မှုကိုသစ္စာရှိမှုနဲ့မမားပါနဲ့။ပြီးရင်ကိုယ့်ရဲ့ရန်သူဒါမှမဟုတ်ပြိုင်ဘက်ရဲ့တန်ဖိုးကိုမြင်အောင်ကြည့်ပါသူတို့ကိုအနိုင်ယူမဲ့အစားဘုံရီမှန်းချက်တစ်ခုကိုရှာဖွေပြီးမဟာဗျူဟာမိတ်ဖက်ဖွဲ့နိုင်မလားစဉ်းစားအရေးကြီးဆုံးကတော့မြင်နေရတဲ့ရန်သူဟာမိတ်ဆွေအယောင်ဆောင်ထားတဲ့ရန်သူထက်အများကြီးပိုပြီးအန်ဒီကင်းတယ်ဆိုတာကိုအမြဲတရရပါ
ဒီတင်ဆက်မှုတစ်ခုလုံးရဲ့သင်ခန်းစာကိုဒီအဆိုကအကောင်းဆုံးအနစ်ချုပ်ပေးထားတာပါတယ်တကယ်ပဲအမျှော်မြင်ရှိသူဆိုတာရန်သူကိုယ်တော်ကိုယ့်အတွက်အကျိုးရှိအောင်အထုံးချနိုင်သူဖြစ်တယ်ဆိုတဲ့အချက်ပါပဲ ဒီနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာတွေထဲမှာဘယ်အချက်ကကိုယ့်အတွက်အမိုက်ရစရာအကောင်းဆုံးဖြစ်ခဲ့ပါသလဲဒီလေးလာမှုကနေဘလို့အထွေးမြင်တက်တီရရှိလိုက်တယ်ဆိုတာကို comment မှာဝေမျှပေးသွားဖို့တောင်းဆိုချင်ပါတယ်အခုလိုအဆုံးထိနားထောင်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်